ဒီဗီဒီယိုမှာ article အကြောင်းပြောပြပေးပါမယ် article တွေက a am the တွေပါ A photo. an apple the sun စသဖြင့်ရေးကြပါတယ် photo apple sun စတဲ့ nouns တွေရဲ့အရှိမ article တွေထည့်ဖြိုးပါတယ်ဒါပေမဲ့ထည့်ချင်တယ်လို့ထည့်လို့မရပါဘူးဘယ်နေရာမှာဘာ article သုံးရမယ်ဆိုတာသိဖို့လိုပါတယ် Nouns ကတစ်ခုလားအများလားကိုကြည့်ပြီး article ကိုရွေးကြည့်ပါမယ် A ကိုတစ်ခုမှသုံးပါနဲ့ဥပမာ a car ကားတစ်စီး a boy ကောင်လေးတစ်ယောက် an ကိုလည်းတစ်ခုမှသုံးပါတယ်ဒါပေမဲ့ vowels ဖြစ်တဲ့ a e i o u နဲ့စတဲ့ nouns တွေမှာသုံးပါတယ်ဥပမာ an orange လေးမော်တီတစ်လုံး an ant ပရွတ်စိတ်တစ်ကောင် the ကိုတော့တစ်ခုရောအများရောမှာသုံးပါတယ်တစ်ခုဆို the car the orange အများဆို the cars ကားများ the oranges လိမ္မော်သီးများ ဒီလိုဆိုတစ်ခုကိုပြောတဲ့အခါ a car ပြောမလား the car ပြောမလားအများကိုပြောတဲ့အခါ the cars ပြောမလား cars ပဲပြောမလားဘယ်တစ်ခုကိုသုံးမလဲဆိုတာအသေးစိတ်ဆက်လက်လာကြည့်ပါမယ် noun ကတိကျတာလားမတိကျတာလားပေါ်မူတည်ပြီး article သုံးတာမတူပါဘူးတိကျရင် the နဲ့တွဲပြီးမတိကျရင် a သို့မဟုတ် an နဲ့တွဲပါတယ်တိတိကျကျမရှိဘူးအားလုံးကိုဆိုလိုတာဆိုရင်ဘာ article မှမပါဘဲပြောပါတယ်ပိုရှင်းအောင်ဥပမာတွေနဲ့ကြည့်အောင်ပါ I will buy a ring I will buy the ring ငါလက်စွပ်ဝယ်မယ်ပထမစာကြောင်းမှာ a ring သုံးရချင်းကသူကလက်စွပ်ဝယ်မယ်ဒါပေမဲ့ဘယ်လက်စွပ်လဲဆိုတာတိတိကျကျမရှိသေးဘူးသူဆိုင်ရောက်ရင်ကြိတ်တဲ့တစ်ခုခုကိုဝယ်မယ်ဆိုတဲ့အခြေအနေပါဒါကြောင့်ဘယ်လက်စွပ်လဲတိတိကျကျမရှိလို့ a ring သုံးပါတယ်ဒုတိယစာကြောင်းမှာ the ring သုံးရချင်းကသူကဆိုင်ရောက်ပြီးသူကြိုက်တဲ့လက်စွပ်ကိုလည်းတွေ့ပြီးသူကအဲ့ဒီလက်စွပ်ကိုပဲဝယ်မှာမို့ the ring သုံးပါတယ်ဘယ်လက်စွပ်လဲတိတိကျကျသိလို့ the ring သုံးတာပါ I love rings ငါလက်စွပ်တွေကိုချစ်တယ်ဒီမှာတော့လက်စွပ်အားလုံးကိုဆိုလိုပါတယ်ဘယ်လက်စွပ်လဲတိတိကျကျမရှိသလိုရှိရှိသမျှလက်စွပ်အားလုံးကိုခြုံပြီးပြောတာကြောင့် article မထည့်ပါဘူးဒီလိုပါပဲသင်က general ပဲအားလုံးကိုဆိုလိုပြီးပြောချင်တယ်ဆို noun ရဲ့ရှေ့မှာ article မပါဘဲပြောနိုင်ပါတယ်ပန်းတွေအားလုံးကလှတယ်လို့ပြောကြည့်ရင် flowers are beautiful လို့ပြောနိုင်ပါတယ် နောက်ဥပမာကိုကြည့်ကြည့်ပါမယ် I eat an apple every day ငါပန်းသီးတစ်လုံးနေ့တိုင်းစားနေ I eat the apple on the table ငါစပွဲပေါ်ကပန်းသီးကိုစားတယ်ပထမစာကြောင်းမှာနေ့တိုင်းပန်းသီးတစ်လုံးစားတယ်ဘယ်ပန်းသီးရဲ့တိတိကျကျမရှိဘူးဆိုတဲ့အခြေအနေမို့ an apple သုံးပါတယ်ဒုတိယစာကြောင်းမှာစပွဲပေါ်မှာထားတဲ့ပန်းသီးကိုဆိုလိုတာမို့ဘယ်ပန်းသီးဆိုတာတိတိကျကျရှိတာမို့ the apple လို့သုံးပါတယ်ဒါအပြင် the table လို့သုံးထားပါတယ်အိမ်မှာဒီစပွဲရှိတယ်ဆိုတာတိတိကျကျသိပြီးသားဖြစ်တယ်စပွဲဆိုတာနဲ့ဒီစပွဲပဲဆိုတာတိကျတာမို့ the table လို့သုံးပါတယ် တတိယစာကြောင်းမှာ The apples are sweet ပန်းသီးတွေကချိုတယ်ဒီလိုဆိုရင်တော့သူ့ဆိုလိုတဲ့ပန်းသီးတိတိကျကျရှိမှာပါဥပမာသူ့မိန်းမဝယ်လာတဲ့ပန်းသီးတွေကိုဆိုလိုပြီးပြောတာဆိုရင်သူရောသူ့မိန်းမရောသိတဲ့ဒီပန်းသီးတွေကိုဆိုလိုချင်တာမို့တိတိကျကျရှိတာမို့ The apples are sweet လို့ပြောနိုင်ပါတယ် Apples are sweet ပန်းသီးတွေကချိုတယ်ဒီမှာကဘာပေါ်ကပန်းသီးအားလုံးကိုဆိုလိုတာမို့ article မပါဘဲပြောပါတယ်နောင်ကပထမဆုံးဖော်ပြခြင်းလားဖော်ပြပြီးသားလားပေါ်မူတည်ပြီး article သုံးတာမကြူပါဘူး an ကိုပထမဆုံးအချိန်ဖော်ပြတဲ့အခါသုံးပြီး the ကိုတော့ဖော်ပြပြီးသားအရာတွေမှာသုံးပါတယ်ဥပမာ I saw a girl ငါကောင်မလေးကိုမြင်ခဲ့တယ်ဒီနေရာမှာကောင်မလေးကိုသူ့ရဲ့စကားဝိုင်းထဲမှာပထမဆုံးဖော်ပြတာမို့ a girl လို့သုံးပါတယ် The girl is beautiful ကောင်မလေးကလှတယ်ဒီနေရာမှာသူပထမကဖော်ပြပြီးဖြစ်တယ်သူမြင်ခဲ့တဲ့ကောင်မလေးကိုပြန်ရည်ညွှန်းပြောတာမို့ the girl ကိုသုံးပြီးပြောပါတယ်ဘယ်ကောင်မလေးဆိုတာဖော်ပြပြီးသားမလို့ပါ noun ကအများဆိုပထမဆုံးဖော်ပြရင်ဘာ article မှမပါဘဲပြောနိုင်တယ်လို့ some ကိုလည်းသုံးနိုင်ပါတယ်ဖော်ပြပြီးသားဆိုရင်တော့ the ကိုသုံးနိုင်ပါတယ်ဥပမာ I saw girls
ငါမိန်းကလေးတွေကိုမြင်ခဲ့တယ်ပထမအကြိမ်ဖော်ပြတာမို့ article မပါဘဲ girls ပဲသုံးပါတယ် girls ကအများမို့ a and သုံးလို့မရပါဘူးဒါပေမဲ့ some ကိုတော့သုံးနိုင်ပါတယ် I saw some girls ငါမိန်းကလေးတွေကိုမြင်ခဲ့တယ်မိန်းကလေးတွေကိုပထမဆုံးဖော်ပြတာမို့ some ကိုသုံးထားပါတယ် The girls are beautiful ဒီမှာတော့ဖော်ပြပြီးသားမိန်းကလေးတွေကိုပြန်ပြောတာမို့ the girls သုံးပါတယ် no article zero article ဆိုပြီး nouns ရဲ့ရှေ့မှာ article မပါဘဲပြောတဲ့အခြေအနေတွေရှိပါသေးတယ် zero article အကြောင်းအသေးစိတ်ကိုနောက်ဗီဒီယိုတွေမှာထပ်ရှင်းပြပေးပါမယ်